ကဲမင်္ဂလာပါနော်မင်္ဂလာပါမင်္ဂလာပါဆရာတဲ့ကဲအားလုံးပဲလိုက်ထဲဝင်လာပြီမယ်ကဲဗုဒ္ဓဝင်းညနေလေးသွားကြမယ်နော်အားလုံးပဲသူလိုက်ထဲဝင်လာပြီမလားမနေ့ကတော့ဗျာမင်းလည်းမရညနေရမယ်ဗျာမင်္ဂလာပါညီလေးမင်္ဂလာပါကိုရီမတွေအားလုံးလည်းလိုက်လာလို့ပြတာနော်လိုက်လာလို့ပြတာဗျာဘယ်ကောင်းလေးကြေပါအောင်ညီလေးအခုလိုက်ထဲမှာပြောမိမယ်လीနော်လိုက်ထဲမှာပြောမိမယ်ဘာတွေဆက်လုပ်ရမလဲဆိုတော့ဒီညနေအကောင်းဆုံးတွေလုပ်ဖို့ရှိတယ်မင်္ဂလာပါညီလေးတွေမင်္ဂလာပါဟုတ်တယ်ဗျာကိုကြီးပေးပါလေကျေးဇူးပါတယ်ဒီမနေ့ကိုနက်ခတ်လာပေးထားတယ်နော်ဒီမနေ့ကိုနက်ခတ်လာပေးထားတယ်နော်42လို့လာရင်နော်42လို့လာရင်ညနေမှာတော့ကြော်ကြမယ်ထင်တယ်မင်္ဂလာပါညီလေးတွေမင်္ဂလာပါလုံးကြိုက်တယ်တဲ့လေးနှစ်လို့လာရင်သူ့ရဲ့အထွေးရှိတယ်မင်္ဂလာပါညီလေးတွေမင်္ဂလာပါဒီညနေဒီဈေးလေးရတော့နော်သူမလာလဲကိုခေါ်မယ်ပြောပြီပြောခဲ့ပြီနော်မင်္ဂလာပါအကိုကြီးတွေမင်္ဂလာပါဝင်လာတဲ့ခါကြီးလက်မလေးပါနှိမ့်မယ်နော်ကိုဒီမတွေအားလုံးပဲမနေ့ကလေဟိုအဖွင့်နေ့ကလေတနေကုန်သွားထားတယ်မနေ့ကလေမနေ့ညသွားထားတယ်ဒီနေ့ကိုမနေ့ကမလာသေးဘူးနော်မနေ့ကမလာသေးဘူးအဲ့တော့ညနေမှာနော်ညနေမှာအားလုံးပဲအတူတူကျွန်တော်အခုညနေဆိုတီးတန့်လေးလဲကျွန်တော်ထုတ်ပေးထားတာရှိတယ်နော်အဲ့ဒါလေးရောတနေ့တာအဲ့ဒီမှာလုံးမိုက်အတွဲလေးရောနော်အဲ့ဒါလေးနဲ့ကျွန်တော်တွေ့ပေးမယ်ဒီညနေကိုဘယ်လိုပေးပြီးတယ်ခေါ်လိုက်တယ်အရင်တော့ဆိုရင်တော့လက်ဖက်ယူပေးပြီးခေါ်နေကြပါလက်ဖက်ယူပေးလိုက်စီရတယ်ဟုတ်ကဲ့ကြာကိုရီမတွေအားလုံးယုံကြည်တယ်မလားနော်မတွေးတာဖြစ်တာအတော်ကြာပြီတဲ့ကျွန်တော်တွေးပါတယ် live မှာကျွန်တော်လွှင့်ပေးပါတယ်နော်အခုက तू ကနော်ကျွန်တော်တို့သွားထားတဲ့ပုံစံကအခုဒီနေ့မနေ့ထိကိုနော်ဒီနေ့မနေ့ထိကိုကဏ္ဍ၈လုံးကြာထားတယ်နော်ပတ်တိ၈လုံးကြာထားတယ်အခုက3ညနဲ့9ပဲကျန်မယ်နော်နှလုံးကျောင်းစီတော့ဒီဘက်ကဏ္ဍအကုန်ချမယ်တင်တယ်နော်တပြည့်ရတော့မဟုတ်ဘူး तू လာကဏ္ဍတွေအကုန်လုံးကဏ္ဍဟောင်းတွေကိုနော်ကဏ္ဍဟောင်းတွေကိုတိတ်မသုံးမှနဲ့ကဏ္ဍတစ်တွေကိုချပေးနေတာနော်အဲ့လိုပတ်တွေဆိုရင်တော့ဒါကဏ္ဍနော်ဒါအကုန်ကြတာများတယ်ပေါ့နော်အဲ့တော့နည်းနည်းလေးတော့ကိုရီမတွေအားလုံးပဲဘာမှတော့ထွေးထီးလို့မရှိဘူးကြောဒီညနေလေးလေနော်ကြိုက်တာလေးရောအခုအဲ့၄နှစ်ဆွတ်ပြီးသွားရင်ညနေစီမှာနော်သူနဲ့တွဲပြီးတော့ဆွတ်ရမယ့်ဟာလေးရောကျွန်တော်အဲ့လာလေးထုတ်ပေးမယ်အခုလိုက်ထဲမှာနော်အဲ့လာကြောင့်ကျွန်တော်လိုက်လေးတာပြီးတော့တင်ပေးတာဟုတ်တယ်ကဏ္ဍ50ကိုရှစ်လုံးကြထားတယ်
ချွေဖို့ပေးဦးနဲ့မင်္ဂလာပါရမင်္ဂလာပါအပူလိုက်နေတဲ့သူတွေနော်အပူလိုက်နေတဲ့သူတွေနော်ဒီညနေမှာနည်းနည်းလေးဟွာလေးရှိမယ်အပူလိုက်နေတဲ့သူတွေမြူကနန်းလေးအပူတွဲလေးတွေနည်းနည်းလေးထည့်ပြီးတော့စဉ်းစားပါနော်ဒီညနေမှာအပူလိုက်နေတဲ့သူတွေကျွန်တော်တခါလေးပြောခဲ့ပြီနော်မြူကနန်းအဲ့ဒီမှာအပူတွဲလေးကိုသတိထားပါအရှိမမြူကနန်းလေးဆိုရှိပါတယ်နော်မဖြစ်မနေဒီညနေမှာသုံးရမှာကတော့အဲ့ဒီမှာနော်ကျွန်တော်အခုလိုက်ထဲမှာလည်းပြောပေးမယ်နော်မြူကနန်းအပူတွဲလေးတွေညနေမှာသတိထားပါနော်အကိုဒီမတွေအားလုံးပဲတကြကိုကလိုက်နေတဲ့သူတွေရှိတယ်အခုလိုက်နေတဲ့သူတွေတကြလာပြီးွားရင်ကိုနော်မရမှာဆိုလို့ကျွန်တော်သတိပေးတဲ့သဘောပါနော်နေရိုက်သမားတွေကျွန်တော်ပြောလို့မရဘူးနော်ဟုတ်တယ်မလားဒီနေ့နေမကုန်သေးဘူးမင်္ဂလာပါညီလေးတွေဝေဘူးညနေကကျွန်တော်တို့နောက်ကျရင်လည်းအများနဲ့လာနေကြပါနော်အဲ့တော့စိတ်ထဲမှာတော့တိတ်ပြီးတော့ထွေထူးတော့မရှိပါဘူးပုံမှန်လေးပဲသွားနော်ပုံမှန်လေးပဲသွားကိုဒီမှာရှေးဘက်လေးမှာနည်းနည်းလေးဖောင်းရလေးရှိတယ်ထင်တယ်နော်အဲ့ပဲဒီဘက်မှာကျွန်တော်ပြောခဲ့သလိုပဲအခုဒီဘက်မှာကျွန်တော်၄ချိန်လို့ပြောထားတယ်လေနော်ပတ်တိရိပ်ပဲ၃ချိန်သွားထားသေးတယ်နော်အဲ့တော့ဗုဒ္ဓဘုရားညက်နေကြာတာလေးတောက်ကြ၅စီးကြံသေးတယ်ကျွန်တော်အဖွဲ့ရင်သမားတွေရောနေလိုက်သမားတွေရောနော်အဲ့တော့ကျွန်တော်တိုက်ရင်တောင်လေးတော့လှုပ်ဝေးဖို့ရှိတယ်လှုပ်လဲလှုပ်ပြီးမှာနော်ဒီတိုင်းပြစ်မထားဘူးဟုတ်တယ်မလားလှုပ်လဲလှုပ်ပြီးမှာကျွန်တော်ပြစ်မထားပါဘူးအကွေမတွေအားလုံးကျွန်တော်ပြစ်ထားတာဘယ်နှခါရှိလို့လဲနော်ဟုတ်တယ်လေကျွန်တော်အကွေမတွေပြစ်ထားတာမရှိပါဘူးနေရိုက်သမားတွေရောအဖွဲ့ရင်သမားတွေရောအတူတူပဲနော်ကိုလှုပ်ပေးနိုင်တာကိုလှုပ်ပေးရမယ်အတိုင်းအတာရှိတယ်โอเคအားလုံးပဲလိုက်လေးပြအောင်ကြည့်မယ်နော်မျိုးတွေအားလုံးပဲလက်ပိုက်အောင်လောက်လိုက်လေးပြအောင်ကြည့်မယ်နော်တခါလေးပြောခဲ့ပြီပြီးသွားရင်မတွေ့ဘူးမမြင်ဘူးနေမလုံးနဲ့နော်ကျွန်တော်ပြောထားတယ်ညနေမှာခေါ်မယ်လို့ဝင်လာပြီးလက်မလေးနှိပ်ဖို့မိတဲ့သူရှိတယ်နော်လက်မလေးနှိပ်ထားပါနော်ဘာလို့ကျွန်တော်တို့ဒါအားပေးတဲ့သဘောပေါ့ဟုတ်တယ်မလားကျွန်တော်အားပေးတယ်မလားကျွန်တော်ကတော့အားလုံးကိုရမ်းချစ်ပြီးသားပဲနော်ကိုတွေကိုမတွေကိုချစ်လို့လည်းဟိုမှာလိုက်လာပြီးတော့လွှင့်ပေးနေတာမင်္ဂလာပါညီလေးတွေမင်္ဂလာပါအပွဲဝင်နေဆက်လို့ပါမညနေလောက်ပါနော်ပုံမှန်လေးပဲကျွန်တော်လုပ်ခိုင်းထားတယ်လေလိုက်နိုင်တဲ့သူတွေဒီညနေကိုလှုပ်ထားမယ်မနဲ့ဆိုအောက်ကွက်လေးတွေအမှမွေးကနန်းမွေးကွက်လေးတွေရှိတယ်မွေးနန်းမွေးကွက်လေးကတော့မလွတ်နဲ့နော်မွေးနန်းမွေးကွက်လေးကလွတ်လို့မရအောင်နော်မွေးနန်းမွေးကွက်လေးလွတ်လို့မရအောင်မွေးနန်းမွေးကွက်လေးကတော့ထည့်ဆော့ဟုတ်တယ်မလားမွေးကွက်ကအမှအများကြီးမဟုတ်ဘူးလေမွေးကွက်က2ကွက်ပါမယ်အပူတစ်ခွက်ပါမယ်နော်ဒါပဲရှိတယ်မွေးကွက်သွားတယ်မွေးကွက်ကမစော့ချင်ဘူးဆိုတော့လေနော်မွေးကွက်ကမစော့ချင်ဘူးဆိုတော့လေကျွန်တော်ဘယ်လိုလုပ်ပြရမလဲနော်မွေးကွက်တော့စော့ပေါ့အဲ့လိုလေလူတွေကနော်စောစောလေးလာရင်လည်းစောစောလေးလာလို့နောက်ကြမှလာရင်လည်းနောက်ကြမှလာလို့နော်အများကြီးတော့ဟိုနေမဖြစ်နဲ့နော်ပုံမှန်လေးပဲလုပ်နော်ကနန်းနေရှိမှတောက်လျှောက်လာပေးထားတယ်နော်နည်းနည်းလေးအလားလေးတော့တတိထားပါတရားကိုယုံကြည်ပြီးသားပါတယ်ဟုတ်ကဲ့ပါဒီအပတ်မှာကျွန်တော်ပြောချင်လို့ပြောတာမဟုတ်ဘူးနော်ဒီပညာတော့အကြောင်းမရှိဘူးဘယ်လိုအကြောင်းလဲတော့မသိဘူးအဲ့ဒီကျွန်တော်ထုတ်ပြီးတဲ့လုံးဝအခုအကုန်လုံးအကတ်ဆိုရင်လည်းကျွန်တော်လေးအခွန်အကတ်ရှိတယ်ဂျပက်စာပတ်သီးထုတ်ပြီးတာပေါ့ဗျာပတ်သီးလုံးဝပဲထားလိုက်ပါတော့အခွေရောဗရိတ်တွေရောတခုမှမကြံဘူးနော်တကယ်အင်္ဂါအတွင်းကိုထွက်သွားတာတခုမှမကြံဘူးနော်ဒါကျွန်တော်လိုက်ကိုအများကြီးကြည့်တဲ့သူတွေသိတယ်နော်လိုက်ကိုကြည့်တဲ့သူတွေသိတယ်နော်တခုမှမကြံဘူးစောထွက်သွားတာနော်အဲ့တော့မနေ့ကဆိုရင်လည်းတနေ့ကုန်အဲ့ဒီမှာဝမ်ချင်းနဲ့အတွင်းနဲ့ပတ်သီးလုံးဝကြီးမနေ့ကလည်းကြားပတင်းတင်းနာနဲ့ဖွင့်နေရလည်းကြားတယ်ဒီနေ့တစ်နေ့ပဲဒီမနေ့စီတစ်စီးပဲလွတ်ထားသေးတာနော်အဲ့တော့ဘာမှတော့ထွေတူဟိုနေပြောဒါပေမဲ့အဓိကတော့
အဓိက line ပို့ပြီးပြောတယ်နော်အဓိက line ပို့ပြီးတော့ပြောတယ်အခုကျွန်တော်ပြောနေတာလေအဲ့လောက်ပြောနေတာလေနော်အဓိကကျွန်တော်ရှိမှာအဓိကရှိတယ်နော်မင်းသားတွေမင်းသမီးတွေအကုန်လာပြီမနေ့ကတော့တနေ့ကုန်ကျွန်တော် live မလွှင့်တာဆိုတမီးရတော့မရှိပါဘူးเนาะတမီးကကျွန်တော်နားလေးပါနေစီးနေလို့ live လွှင့်ရတဲ့အကိုဒီမတွေအားလုံးအားနာလို့ကြည့်ရမှာအားကြောင့် live လွှင့်နေတာပါဒါပေမဲ့ကျွန်တော်တက်နိုင်တော့ဗီဒီယိုလေးတက်တင်ပေးပါတယ်เนาะနောက်ကြကဏ္ဍလေးရဗုဒ္ဓဟူးနေ့ညနေမှာလာတာများတယ်เนาะဒါပေမဲ့ကိုကဟိုပါပေါ့လုံးပိုင်နှလုံးပဲကြံတာเนาะအဲ့တော့ဒီညနေမှာပတ်တီးလုံးလိုက်သမားကြီးကျွန်တော်အရင်ပြောမယ်เนาะပတ်တီးလုံးလိုက်မှာဒီညနေမှာအဓိကဦးစားပေးနေတယ်ကเนาะ9ခုရေ50ရေ9ဘူးရေเนาะအဲ့ကဏ္ဍ3ဟိုပါပေါ့အဓိကเนาะအဓိကဒီညနေမှာကျွန်တော်ပြောခဲ့ပြီเนาะ9ခု50 9ဘူးเนาะဒီနေ့ကတော့ကျွန်တော်ဒီညနေမှာအဲ့ဒီဟာလေးကိုတင်ကွက်เนาะအထူးအောင်လေးနဲ့ကျွန်တော်ထုတ်ပေးပါတယ်ပတ်တီးလုံးမိုက်သမားတွေဒီညနေမှာเนาะ3ညပတ်တီး5ပတ်တီးเนาะ9 3ညအချိန်ဒီညနေမှာเนาะ5ပတ်တီး3ညပတ်တီးเนาะဟုတ်ကြဗျာမင်္ဂလာပါကိုတဲ့မင်္ဂလာပါเนาะမင်္ဂလာပါ9 3ညအချိန်เนาะ5ပတ်တီ3ညပတ်တီဒီညနေမှာထွေထူးတွေမလုံးနဲ့เนาะအဲ့တော့ကျွန်တော်လိုက်ကြည့်အမျိုးတွေအကုန်လာလုံးမယ်5ပတ်တီ3ညပတ်တီပါเนาะ9ကူ50 5ဘူးเนาะအဲ့လားအဓိက59ဒီညနေမှာတစ်ခွက်ကောင်းရှိတယ်5ပတ်တီ9ပတ်တီဒီညနေမှာအပြီးစင်းမဲ့ဆိုရင်59တစ်ခွက်ကောင်းเนาะတင်ခွက်59တင်ခွက်ရှိတယ်အဓိကတော့အဲ့ကဏ္ဍ3ခွက်ထည့်ပြီးစဉ်းစားဖို့ဒီညနေမှာလိုပါတယ်เนาะလိုလို့ကျွန်တော်ထည့်ပေးတာပါညနေမှာ53ရှိမယ်เนาะ53เนาะတစ်ချက်လောက်လိုက်ပြီးတော့မှတ်ပေးပါเนาะ53ရယ်58ကညနေစီဦးအတွက်ကိုပြောတာเนาะ53 58 50ခွန်အဲ့ဒါတင်ခွက်เนาะ53 58 5ခွန်5နဲ့တင်ခွက်ပါ3ညနဲ့ဆိုရင်အဲ့ဒီမှာ3ညမဟုတ်လေကျွန်တော်အခုပြောတာကခုနကကဏ္ဍ3ခွက်ကပတ်တီးသမားတွေကိုကျွန်တော်ပြောတာเนาะအဲ့လားလေးပါเนาะဟုတ်စေ9နဲ့ပတ်သက်5 3 5 8 5ခွန်5နဲ့တင်ခွက်ပါเนาะအဲ့ဒီမှာ तू ကပြောမဲ့ဆိုရင်အဲ့ခုနကခဏန်းနဲ့ကျွန်တော်ဒါအခုတွဲပေးရမယ့်ဟာလေးကိုတွဲပေးတာလေเนาะအချိန်လေးကိုကျွန်တော်တွဲပြီးတော့လာတဲ့ဟာလေးလုံးမိုက်ပတ်တီးလေးနဲ့ညနေကိုတွဲပြီးတော့လာပေးတဲ့ဟာလေးကိုကျွန်တော်ရွေးထုတ်ပေးတာเนาะပုံမှန်တိုင်းပဲ3ညနဲ့ဆိုရင်เนาะ3ညနဲ့ဆိုရင်3ညခွန်ရှိတယ်ဒီညနေမှာเนาะ3ညခွန်ရှိတယ်3ည3ရှိတယ်เนาะ3ည8ရှိတယ်အဲ့လားပဲ3ညနဲ့ယူခွက်ဒါပဲဒီညနေမှာเนาะခဏအဲ့မှာသူနဲ့အတွဲလေးကို3ခွက်ပဲထုတ်ပေးထားတယ်3ည3 3ည8 3ညခွန်เนาะ9နဲ့ဆိုရင်9 3 9 8 5ခွန်ဟုတ်လားဘာမှထွေထူးလုပ်စရာမလိုဘူးသူပတ်တီးလုံးဝိုင်းလေးရယ်အတွဲလေးရယ်เนาะအဲ့ဒီအပြင်ကိုကျွန်တော်တင်ဝက်ပေးထားတယ်တစ်ခွက်ကောင်းရွေးပေးမယ်အပူကြိုက်တဲ့သူတွေညနေမှာကိုကြိုက်ရလုံးဝိုင်းလေးနဲ့အပူထွေးစော်เนาะတခါလေးပြောခဲ့ပြီအပူကြားဖို့ရှိတယ်မင်္ဂလာပါညီလေးတွေမင်္ဂလာပါဘာလို့ဆိုတော့ရှေ့မှာ तू ကြံကျင်လို့လားကြံနေတာဗျာအဲ့အပူလိုက်နေတဲ့သူတွေကျွန်တော်ပြောချင်တာเนาะကြံကျင်လို့လားကြံနေတာเนาะအကောင်ရှေ့မှာလာတင်လာတဲ့ဟာတွေဘရိတ်သုံးတို့နက်ခတ်တို့เนาะရှေ့ဘက်မှာဆိုနေတာညီကိုတွေပါရကြာပြီးသားပါဒီဘက်မှာပေါ့เนาะတခါပြောတာတွဲပြီးတော့ तू လာတင်တာတွေအကုန်လာပြီးသားเนาะအဲ့လောက်မကြကျင်လို့လား तू ကမချပေးတဲ့သဘောပဲเนาะတကယ်လို့လာပေးတင်တာတော့ခုနကကျွန်တော်ပြောသူပဲဟိုရှေ့မှာ तू နဲ့တွဲပြီးလာပြီးတဲ့ဟာတွေအကုန်လာဘရိတ်သုံးဆိုရင်ဘယ်နှခါရှိနေပြီလေเนาะဘရိတ်သုံးပြတဲ့အပတ်တွေဆိုရင်ဒါအပူကပုံမှန်တိုင်းဆိုရင်လာပေးနေကြပါเนาะ
နော်အဲ့မှာညနေတော့အခုတင်ွယ်လေးကျွန်တော်ယူပေးမယ်နော်အားလုံးအရှိမနေကျွန်တော်ကြိုက်လို့ရင်ဆုံးလေးတင်ပေးထားခဲ့တယ်နော်အားလုံးလာလေးကိုမမေးနဲ့နော်9ခု55ဘူးအဲ့မှာအချိန်ပြီးရောအပူရောညနေအတွက်နော်အထူးတင်ကွာနော်အဲ့လာလေးရောကျွန်တော်တင်ပြီးတွဲပေးတာလေပြုံးလေးနဲ့ပြောပါတယ်အော်ကျွန်တော်လည်းအခုပြုံးလေးနဲ့ပြောတာပါဗျာမဲနေလို့လားမသိဘူးပြုံးလေးနဲ့ပြောပြတာပါအဖေရဲ့ကိုရီမတွေအားလုံးကကျွန်တော်ပြောပြီးသားနော်ဒီညနေလေးပေါ့နည်းလောက်ပါနော်ညနေလေးကိုလောက်ပါအဲ့မှာမွေးကွက်လေးတွေရှိတယ်ကျွန်တော်ပြထားတာမွေးကွက်လေးတွေကိုနော်မွေးကွက်လေးတွေကိုအဓိကကစားပါနော်ကျွန်တော်ကတော့ပုံမှန်တိုင်းလုပ်ပါဆိုဘလူးလေးအဲ့ရှေ့များသောအားဖြင့်နော်ဒါရှေ့တနင်္လာအင်္ဂါအတွင်းမှာလာပြီးနေတယ်လာပြီးနေတာတွေကအခုကဒီဘက်မှာနည်းနည်းလေးနော်ကျွန်တော်တစည်းနောက်ကျထားတယ်အဲ့တော့ဒီနေ့တက်နေရတော့အားလုံးပဲနော်ထိတ်ဆော်ပေးပါနော်ဘာလို့အကိုရီမတွေအောင်ကျွန်တော်တတိလေးပေးပါတယ်နော်အော်ဒီညနေမှာလည်းကျွန်တော်ကြိုက်တာလေးနဲ့တွေ့နေလို့ဒါကျွန်တော်မပြောဘူးလားမပြောရလုံးမယ်ပြန်ပြောပြပါတင်ပေးထားပါတယ်အမခုနကတယောက်တွေ့လိုက်လို့နော်စီနာကောင်းတဲ့သူတွေကကံကောင်းပြီးသားပါဗျာဟုတ်တယ်မလားစီနာကောင်းတဲ့သူတွေကံကောင်းပြီးသားပဲအဲ့ဒါကိုယ်တွေခက်ခဲရှိရင်နော်သူကိုယ်တွေခက်ခဲရှိရင်သူ့အိုင်သူပြည်လေလာလိမ့်မယ်ဟုတ်တယ်ဗျာအဲ့လားလေးကိုပြောချင်တာညနေကိုအဲ့ဒီ955ခုနော်အားလုံးပဲထိတ်ဆော်တာပါပြောခဲ့ပြီနော်ညနေကို955ခုကျွန်တော်အကြိုက်ဆုံးပဲဒီညနေကိုနော်တကွက်ကောင်းရွေးပါဆိုတဲ့ကိုရီမတွေအားလုံးညနေကိုကျွန်တော်အဲ့955ခုတကွက်ကောင်းရွေးပေးပါတယ်နော်အဲ့ဒီ95အားတကွက်ကောင်းပါနော်မျိုးလေးမင်္ဂလာပါတဲ့မင်္ဂလာပါဘယ်ကောင်းကြိုက်တဲ့သူတွေယူသွား955ခုอ่ะတကွက်ကောင်းမယ်โอเคမင်္ဂလာပါမင်္ဂလာအများကြီးရှိပါလေစေနာကောင်းရင်ကံကောင်းပါတယ်ဗျာသူပတ်တိလေးနဲ့အတွဲလေးတွေကျွန်တော်ကကတ်ပေးထားတယ်နော်ကိုရီမတွေအားလုံးပဲသူ့မဝင်လာလို့တဲ့ကျမယူဆက်ကကျန်မမလေးမျိုးနေမယ်နော်တဲ့ဟုတ်ကဲ့ပါအခုမှတွေးတော့တယ်ဗျာကျွန်တော်တွေးပါတယ်မတွေးပြတာနေလိမ့်မယ်နော်ကျွန်တော်တင်ပေးပါတယ်ကဲကိုရီမတွေအားလုံးပဲเนาะစင်ပြေပြီထင်ပါတယ်အားလုံးပဲเนาะဒီညနေလေးမှာအားလုံးပဲเนาะ၄ခွဲအားလုံးပဲအတူတူပြောမယ်၄ခွဲထွက်ပြီးရတယ်เนาะအားလုံးမင်္ဂလာပါတဲ့မင်္ဂလာပါတဲ့မင်္ဂလာတွေအများကြီးရှိပါသည်ဗျာဟုတ်တယ်ကိုကြိုက်နေတာလေးတင်ပေးရရင်ကျင်တတ်ပါတယ်ဗျာเนาะကိုကြိုက်နေတာလေးတင်ပေးရရင်ကိုကျင်တတ်တာဖွဲ့ဝင်ပါတဲ့ကဲအားလုံးပဲဘိုင်ဘိုင်ပါနော်ဘိုင်ဘိုင်ပါနော်အားလုံးပဲချိန်လေးကက်နေလို့အားလုံးဘိုင်ဘိုင်